ဒီ comment ဖြည့်ပေးခြင်းတာကြပြီးကြားထဲမှာအားလို့နော်ဒီနေ့အချိန်နဲ့နဲ့ရလို့လာပြောမယ်ဒီ comment ကိုရက်ကွက်ကိုမှာဈေးနှုန်းအရန်တန်တဲ့မြေကွက်တင်ထား every အောက်မှာပွဲစားအရင်ဝယ်လေးလို့လာပြောထားပွဲစားလို့မပြောပါနဲ့ကိုရီးယားပွဲစားမဟုတ်ဘူးအကျိုးဆောင်ပါအကျိုးဆောင်နဲ့ပွဲစားအလုပ်ကလုံးဝမတူပါဘူးနော်စန့်ကျင်ဘက်တွေပဲပွဲစားဆိုတာကပိုင်ရှင်က100ရချင်တယ်ဆိုပါဆိုသူတို့က200လောက်သွားတင်လဲတင်တယ်150တင်လဲတင်တယ်သူတို့လိုချင်တော့အမြက်ကိုသွားတင်လိုက်တာပွဲညွန့်စားတာနော်အဲ့ဒါကိုပွဲစားလို့ခေါ်တာကိုရီးယားအကျိုးဆောင်ဆိုတာကဝယ်တဲ့သူပဲလဲစိတ်ချမ်းသာရမယ်ရောင်းတဲ့သူလဲစိတ်ချမ်းသာရမယ်ကြားတဲ့အဆင်ပြေအောင်ကြည့်ပေးတယ်ပြီးရင်သူတို့လိုချင်တဲ့ပိုင်ရှင်လိုချင်တဲ့ဈေးနှုန်းတိုင်းပဲကိုကတင်ရောင်းတာပွဲညွန့်မတင်ဘူးကြားထဲမှာစီမင်းစည်းကမ်းတွေအများကြီးရှိတယ်လုံးဝမတူဘူးပွဲစားနဲ့အကျိုးဆောင်နဲ့တခြားစီနော်ပြီးရင်အကောင့်မှာလည်းတင်ထားတဲ့အိမ်ချက်မီအကျိုးဆောင်ပွဲစားလို့မရေးထားဘူးနော်ဒီရက်ကွက်ကိုကဆိုရင် तू ကအနာမပတ်ချလိုက်မှလေမြေကွက်အလွတ်ဆိုတာမရှိဘူးရှားတယ်အဲ့ဒါမှအင်ကြီးအိမ်ကောင်းတွေတထေးရွက်ကွက်အဲ့မှာအရင်ပေါက်ဆေးတွေအနာတဝိုက်ကပေါက်ဆေးဈေးနှုန်းတွေက2000ကျော်တယ်ဒါပေမဲ့ဒီကမြေကွက်ပိုင်ရှင်ကဈေးပတ်စံအရန်လို့1800နဲ့ခေါ်ထားတာဒါမဲ့ရှော့တင်းတွေလည်းရှိသေးဦးမယ်ပြီးရင်လမ်းမြင့်ထန်စာလည်းနှစ်ဖက်ဈေးနီးကြောင်းနီးကျမရေးစေးုံစေးကန်းနဲ့နီးမြို့လေကောင်တက်ဈေးအရန်တန်တယ်ဒါမဲ့ကိုကပတ်စံတိုင်းရှိလို့ရှင်လေအကျိုးဆောင်လုံးမနေဘူးနော်ကိုပတ်စံနဲ့ကိုလေအရန်တန်တဲ့မြေကွက်ကိုဥပြီးတော့အေးစေးထိုင်ရောက်နေမှာပတ်စံမရှိလို့လှုပ်စားနေအကျိုးဆောင်ကိုနော်နားလည်လားရှင်းလား